ကအဘာကျောင်းတော်ကြီးနာမှာရှိတဲ့ဇမ်ဇန်ရေတွင်အကြောင်းကိုသင်သိပါသလားဒါဟာတာမန်လူသားတယောက်ရဲ့ဤပညာနဲ့တူးဖော်ထားတဲ့ရေတွင်မဟုတ်သလိုသူ့ရဲ့နောက်ခံသမိုင်းကြောင်းဟာဆိုရင်လည်းအစ္စလမ်ဘာသာဝင်တိုင်းအလွန်အရေးပါတဲ့ဖြစ်ရပ်တစ်ခုပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကတမန်တော်အီဗရာဟင်အလိုင်စလမ်ဟာအရှင်မြတ်ရဲ့အမိန့်တော်အရဇနီးဖြစ်သူဟာဂျီယာတခင်မနဲ့ရင်ခွင်ပိုက်အရွယ်သားပဲအစ္စမာအီအလိုင်စလမ်တို့ကိုလူသူမရှိရေမရှိတဲ့မက်ကာကန်ဒါရာထဲမှာထားရည်ခဲ့ရပါတယ်တမန်တော်ကြီးထွက်ခွာသွားတဲ့အခါဟာဂျီယာတခင်မမှာရေတိုးနဲ့စွန်ပလုံးသည့်အနှဲငယ်တာကြံခဲ့ပါတော့တယ်ရိတ်ခါတွေကုံသွားတဲ့အခါတားငယ်လေးဟာရေငတ်လွန်းလို့ငိုယိုလာပါတော့တယ်မိခင်ထီတူဟာဂျီယာတခင်မဟာတားငယ်လေးအတွက်ရေရှာဖို့ဆွာဖာတောင်ကုန်းပေါ်ကိုပြေးတက်ပြီးအကူအညီလမ်းရှာခဲ့ပါတယ်ဘာမှမတွေ့တဲ့အခါမာရဝါတောင်ကုန်းစီကိုထပ်မံပြေးသွားပါတယ်ဒီလိုနဲ့တောင်ကုန်းတစ်ခုကြားမှာခုမချင်းတိုင်းယူမိုင်မသက်ပြေးလွှားပြီးအကူအညီရှာခဲ့ပေမဲ့တေးပင်ကလွယ်လို့ဘာမှမရှိခဲ့ပါဘူးသူမအားရော်ပြီးတားငယ်လေးစီပြန်လာတဲ့အချိန်မှာတော့မယုံနိုင်စရာဖြစ်ရပ်ကိုတွေ့လိုက်ရပါတယ်ကလေးငယ်အစ္စမာအေဟာတခင်ဟာရေငတ်လွန်းလို့ခြေတော်လေးတွေနဲ့မြေကြီးကိုကန်ဆောင်နေရင်အဲ့ဒီချက်ဖနောက်အောက်ကနေကြီးလင်းတဲ့ရေစမ်းတစ်ခုပန်းထွက်လာပါတယ်ဟာဂျီရတခင်မဟာဝမ်းသာအားရနေရေတွေကိုစုစည်းရင်ဇမ်ဇမ်ရက်တံပါလို့အော်ပြောခဲ့ရကနေဒီရေတွင်းဟာဇမ်ဇမ်လို့အမည်တွင်ဖဲတာပါဒီရေစမ်းကြောင့်ပဲတဲခန်တာယာဟာမျိုးပြအထိပြောင်းလဲလာခဲ့ပါတယ်နှစ်ပေါင်းများစွာကြာတဲ့အခါဒီရေတွင်းဟာတဲတွေအောက်မှာပျောက်ကွယ်သွားခဲ့မှုပါသေးတယ်ဒါပေမဲ့တမန်တော်မြတ်ဆလလောဝါလေဝဆလမ်ရဲ့အဘိုးဖြစ်သူအဗ်ဒူလ်မူတလစ်ကအိမ်မက်နမိတ်အရာပြန်လဲတူးဖော်ခဲ့လို့ယနေ့တိုင်းတမ်းမြောင်းများစွာသောလူတွေကိုတိုက်ကျွေးနိုင်ခဲ့တာဖြစ်ပါတယ်ယနေ့ခေတ်သိပ္ပံနည်းကျစစ်ဆေးချက်အရဇမ်ဇမ်ရေဟာကမ္ဘာပေါ်မှာကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ဓာတ်အကျွယ်ဝါဆုံးဖြစ်ပြီးယောဂဗျာတွေကိုပျောက်ကင်းစေနိုင်တဲ့အစွမ်းရှိတယ်လို့ယုံကြည်ကြပါတယ်မိခင်တယောက်ရဲ့မေတ္တာနဲ့အရှင်မြတ်ဤအံပွဲနှမင်ခေတ်တဲ့ဇမ်ဇမ်ရေတဲ့အကြောင်းသင်ရောဘာတွေတီးထားသီးလဲ comment မှာရေးပေးသွားပါအောင် channel ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်နော်